အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့စာအုပ်လေးတွေရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အခုကကျတော့ကျွန်တော်ကအိမ်ကိုခဏလေးရောက်နေရပေါ့နော်အိမ်ကိုရောက်နေတဲ့အချိန်မှာကျွန်တော်ရဲ့စာအုပ်လေးတွေကိုနဲ့ထိတွေ့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကစာအုပ်လေးတွေဆိုရင်အရင်လည်းချစ်တယ်အရင်လည်းမျက်နှာတွေပေါ့နော်အခုချိန်မှာတော့ဒီဗီဒီယိုလေးမှာကျွန်တော်စာအုပ်လေးတွေရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးကတော့ပုံညခင်ရဲ့လက်ကျန်လာရအောင်ပေါ့နော်ဒီစာအုပ်ကကျတော့တော်တော်များများလဲကြားဖူးကြမယ်လို့ထင်ပါတယ်ဖတ်ဖို့ကြားလိမ့်မယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းပဲဒီစာအုပ်ကိုစိတ်ဝင်စားပြီးတော့ဝယ်ခဲ့တာဖြစ်ပါတယ်သူ့ရဲ့အကြောင်းကပကံကိုနောက်ခံထားပြီးတော့ဝတ္ထုဇက်လံရေးထားတာဆိုတော့သူ့ရဲ့ဇက်လံလေးကဘယ်လိုနေမလဲပြီးတော့ပကံမြေကိုနောက်ခံထားပြီးတော့ဘယ်လိုရေးထားလဲဆိုတော့ကိုစိတ်ဝင်စားလို့ဒီစာအုပ်ကိုဝယ်ခဲ့တာဖြစ်ပါတယ်သူ့ရဲ့ character နဲ့ကိုကလည်းမြကြီးယုံနဲ့ရံပြေပေါ့နော် character တွေအထီးကိုနာမည်ကြီးတဲ့စာအုပ်ဖြစ်ပါတယ်ဆရာမပုံညခင်ရဲ့လက်ကျန်လာရပေါ့နော်စာအုပ်ဆိုရင်တော်တော်လေးကိုထူတယ်ဒါပေမဲ့ကျွန်တော်တမျက်နှာတော့မှမဖတ်ရသေးဘူးပေါ့နော်လုံးဝမထိရသေးဘူးကျွန်တော်မှအားလိုက်ချင်သိမရှိရလဲပါတာပေါ့နော်ဆိုတော့ဒီစာအုပ်ကအားရင်ဖတ်ကြည့်ဖြစ်မဲ့စာအုပ်ပေါ့နော်ဒါကကြတော့စာရေးသူသင်းမြတ်စန်တီရဲ့ကျေးလက်မျိုးပြဒါယာရီဖြစ်ပါတယ်ကျွန်တော်ကကျေးလက်မှာနေတဲ့သူဆိုပေမဲ့ကျေးလက်ဒါယာရီလေးတွေဆိုရင်ကြိုက်တယ်ပေါ့နော်ဆိုတော့ဒီစာအုပ်ကိုဝယ်ဖြစ်ခဲ့တာဖြစ်ပါတယ်ဒီစာအုပ်ကကြတော့တာမိုင်းခန်းမြို့သူမြို့သားတွေရဲ့အကြောင်းကိုရေးထားတာဖြစ်ပါတယ်ဒါကခီးသွွားဝတ္ထုထဲမှာပါမယ်ထင်တယ်ပေါ့နော်ဖတ်တော့မဖတ်ရသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဖတ်ချစ်ချင်တဲ့စာအုပ်ထဲမှာပါပါတယ်ဆိုတော့ဖတ်ကြည့်မှာဖြစ်ပါတယ်ဒီစာအုပ်ကကြတော့ဒါကလေးတွေဖတ်တဲ့စာအုပ်ဖြစ်ပါတယ်ကာတွန်းစာအုပ်ဖြစ်ပါတယ်ဒါပုံပြင်ပြောထားတာပေါ့နော်ဒီစာအုပ်ထဲမှာကာတွန်းပုံပြင်9ခု6ခုလောက်ပါတယ်ပေါ့နော်ဆိုတော့ကလေးတွေအိပ်ရဝင်တဲ့အချိန်မှာလည်းပြောပြလို့ကောင်းတဲ့ပုံပြင်စာအုပ်ဖြစ်ပါတယ်ပြီးတော့ကလေးတွေပြင်းတဲ့အခါကျရင်နင်တို့ပုံပြင်ပြောပြမယ်ဆိုပြီးတော့ဒီစာအုပ်လေးတွေကိုပုံပြင်ပြောပြလို့ကောင်းတဲ့ပုံပြင်စာအုပ်လေးပေါ့နော်တော့အိပ်ရဝင်တဲ့အချိန်မှာလည်းပုံပြောလို့ကောင်းတဲ့ပုံပြင်စာအုပ်လေးတွေဖြစ်ပါတယ်နောက်ထပ်တစ်အုပ်ကလည်းပဲကာတွန်းစာအုပ်ပဲပေါ့နော်ဒါကတော့မဂ္ဂဇင်းကာတွန်းတွေပေါ့နော်မဂ္ဂဇင်းမှာဆိုရင်သူကတစ်မျက်နှာမှာကာတွန်းတစ်ပုဒ်ပါတယ်ပေါ့နော်ဒီစာအုပ်ကကျတော့အဲ့ဒီလိုမဂ္ဂဇင်းထွက်တဲ့မဂ္ဂဇင်းအမှတ်စဉ်တိုင်းရဲ့ကာတွန်းတွေကိုစုပြီးတော့သူကစာအုပ်တစ်အုပ်အနေနဲ့ထွက်ထားတာပေါ့နော်ကာတွန်းရေးစရာတော့တင်နေအောင်ဖြစ်ပါတယ်ဒါပေမဲ့လေဒီကာတွန်းတွေကတချို့ကာတွန်းတွေကကြတော့ရီးရတယ်တချို့ကာတွန်းတွေကကြတော့မရီးရဘူးဘာလို့ဆိုလို့လဲနားမလည်ပေါ့နော်ကျွန်တော်ကတော့ပြင်းပြင်းနဲ့ဖတ်လိုက်တာတအုပ်လုံးပြီးသွားပြီပေါ့နော်ဒါကာတွန်းလေးနဲ့စာသားလေးနဲ့ဆိုတော့ဖတ်လို့တော့အရင်ကောင်းပါတယ်ဒါပေမဲ့သူ့ရဲ့ကာတွန်းတွေကတချို့ကာတွန်းတွေကရီရတယ်တချို့ကာတွန်းတွေကဘာဒိတ်ပဲဘာလို့ဆိုလို့မှမသိဘူးပေါ့နော်တိတ်ပြီးမရီရဘူးပေါ့နော်နောက်ထပ်တစ်အုပ်ကတော့ဆရာနန္ဒသိန်းစံရဲ့မိကောင်းဆွေကောင်းနဲ့ခီးသွားခြင်းပေါ့နော်ဆိုတော့ဒီစာအုပ်ကလည်းပဲအရင်ကောင်းတဲ့စာအုပ်ထဲမှာပါတယ်ပြီးတော့ဘဝအတွက်သင်ခန်းစာယူရမယ်အတူယူရမယ်ဘုသူတာတွေကိုအများကြီးသူကရေးပြထားတယ်ပြီးတော့သူကပုံပြင်တာရကလေးတွေဇလန်းတာရကလေးတွေနဲ့လည်းတွဲပြီးတော့ရှင်းပြထားတယ်ပေါ့နော်ပြင်းစရာကောင်းတဲ့စာအုပ်ထဲမှာတော့မပါဘူးသူကပညာပေးလေးတွေပညာပေးဇလန်းလေးတွေနဲ့တွဲရေးထားတဲ့အတွက်ကြောင့်အရန်ကိုဖတ်လို့ကောင်းပါတယ်ကျွန်တော်ဆိုရင်တအုပ်လုံးဖတ်ပြီးသွားပြီပေါ့နော်ဒါကအိမ်မက်ပြီးတံဖြစ်ပါတယ်အိမ်မက်တွေထဲမှာဆိုရင်ကိုကဘာကိုမြင်မဲ့ရင်ဘာဖြစ်တတ်တယ်အဲ့လိုနမိတ်ကောက်တဲ့စာအုပ်မျိုးပေါ့နော်ဒီစာအုပ်ကိုကျတော့ကျွန်တော်ဝယ်ထားတာမဟုတ်ဘူးအမေဝယ်ထားတာပေါ့နော်ဆိုတော့အိမ်တော်တော်များများလည်းလူကြီးတွေကဒီစာအုပ်ကိုဝယ်ထားလိမ့်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်အိမ်မှာလည်းအမေကဝယ်ထားတာပေါ့နော်ညတုန်းကမွေကိုမြင်မဲ့တယ်ဆိုရင်မွေမြင်ရင်ဘာဖြစ်မှလဲအဲ့လိုမျိုးစိတ်ဝင်စားစရာတော့ကောင်းတယ်ပေါ့နော်ဒီစာအုပ်ကကျတော့လေပြင်းပုံတိုင်းတိုက်တာကိုအိမ်မက်မြင်မဲ့ပဲဆိုရင်အလွန်ကန်ဆုံးမဲ့အနေထိုင်အထူးပြုဆိုင်ရမယ်အဲ့လိုမျိုးနမိတ်ကောက်လို့ကောင်းတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ကကြတော့စာရေးဆရာလုပ်မယ်စာရေးမယ်လို့စဉ်းစားနေတဲ့သူတွေပြီးတော့ဘာရေးရမှန်း idea မထွက်တဲ့သူတွေဖတ်ကြည့်တဲ့စာအုပ်ဖြစ်ပါတယ်ရေးဆရာနဲ့ရေးဆရာစာဖြစ်ပါတယ်နောက်ထပ်စာအုပ်ကတော့
ဖိုးတန်ပစ္စဥစ္စာပစ္စည်းနဲ့တရုတ်ပုံပြင်လက်ရွေးစင်ပေါ့နော်ပုံဒါလူငယ်ပိုင်းဆယ်နှစ်အောက်ကကလေးတွေဖတ်တဲ့စာအုပ်လေးပေါ့နော်ပြောပေါ့နော်ပုံပြင်လေးတွေဟာတူပြီးတော့ရွေးရှင်းနေဆိုပေမဲ့ဘုသူတတွေရတယ်သင်ခန်းစာတွေလည်းကလေးတွေအတူယူစရာအများကြီးကိုပေးစွမ်းတဲ့စာအုပ်ဖြစ်ပါတယ်အထဲမှာသူပုံလေးတွေပါတယ်ပေါ့နော်ပြီးတော့နောက်ထပ်အိုကားကြတော့တုတေတီဘုံမြင့်သွေးရဲ့လောကကြီးကိုရှုံးမပေးနှင့်ပေါ့နော်ဒါလောကကြီးကိုရှုံးပေးနှင့်ဆိုရဲစာအုပ်နာမည်နဲ့တင်ဖတ်ကြည့်ချင်သွားပြီပေါ့နော်ဒါပေမဲ့စာအုပ်တောင်လှန်ကြည့်တဲ့အခါမှာတော့စာအုပ်တာညက်တော့အိမ်ငိုက်စီရပေါ့နော်ဒါပေမဲ့လည်းဖတ်ကြည့်ဖို့ကြိုးစားတဲ့စာအုပ်ထဲမှာပါပါတယ်ဖတ်လို့မအားသေးတဲ့စာအုပ်တွေအများကြီးပေါ့နော်ဒီလိုတယောက်ကိုလက်ဆောင်ပေးမယ်ဆိုရင်လည်းကျွန်တော်ကစာအုပ်တွေပဲပေးတတ်တယ်စာအုပ်တွေပေးရတာကြိုက်တယ်ပေါ့နော်ပြီးတော့ဒါကကြတော့နန်းနိုင်စနေရဲ့ခြေစူးပြူ၍အမေကိုကြည့်ရှုဆက်ချက်ပါဒါကတော့ဘာသာပြန်ဝတ္ထုဖြစ်ပါတယ်ဘာသာပြန်ဝတ္ထုတွေကိုကျွန်တော်ကတော့တိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့ဒီစာအုပ်ကိုဖတ်ကြည့်လိုက်တဲ့အခါမှာလည်းတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်ဆိုတော့ဒီစာအုပ်ကဇက်လန်ကဘာလဲဆိုတော့သူ့အမေကပျောက်သွားတယ်သူ့အမေကပျောက်သွားတဲ့အခါကျတော့မိသားစုတွေကသူ့အမေကိုဘယ်လိုရှာမလဲဆိုတော့ကြိုးစားကြတာပေါ့နော်ဒါအမေနဲ့မိသားစုတွေရဲ့ဂျားကဇက်လန်လေးကိုခန်းစားဖတ်ရှုရမှာဖြစ်ပါတယ်ကျွန်တော်တို့တပိုင်းတစားနဲ့ရန်နာထားတယ်ပေါ့နော်ဒီစာအုပ်ကကြာနောက်တဲ့စာအုပ်ကတော့လူတော်လူဆိုးဖြစ်ပါတယ်ဒါကတော့မေတ္တာရှင်ရွှေပြည်သားရေးထားပါတော့ဒီမေတ္တာရှင်ရွှေပြည်သားကလည်းပဲဆရာကြီးနန္ဒသင်းဆန်လိုပဲပေါ့နော်ဒါတော့သူတို့စာအုပ်တွေဆိုရင်ဖတ်ကြည့်လို့ကောင်းတယ်ပြီးတော့တွေးခေါ်တွေအများကြီးရတယ်ဘုသူတသင်ခန်းစာတွေလည်းပဲအများကြီးရပါတယ်စာအုပ်ကကျောင်းဆရာတွေကျောင်းဆရာမတွေအကြောင်းတွေပါမယ်ပြီးတော့ကျောင်းသားတွေရဲ့အကြောင်းတွေပါမယ်ကျောင်းသားတွေမှာလူတော်ရှိမယ်လူဆိုးရှိမယ်သူတို့တွေကိုဘယ်လိုပြုပြင်ဆုံးမတင်လဲဆိုတာတွေကိုကိုမှအတွေးခေါ်ရသွားမယ်ပေါ့နော်ဒီစာအုပ်ကတော့ဖတ်ကိုဖတ်ကြည့်တင်ပါတယ်လူတော်လူဆိုးဖြစ်ပါတယ်ဆိုတော့အခုဗီဒီယိုလေးကတော့ဒါပါပဲဒါပေမဲ့ကျွန်တော်မှနောက်ထပ်စာအုပ်တွေရှိတယ်လို့နောက်ထပ်ဗီဒီယိုဒီလိုမျိုးထပ်ပြီးတော့ပြောပြအောင်ပဲပေါ့နော်နောက်ထပ်ဗီဒီယိုမှာလည်းထပ်မတွေ့ဆုံကြမယ်နော်အခုဗီဒီယိုလေးကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်မတွေ့ဆုံကြမယ်နော်ဘိုင်ဘိုင်